အခုမင်းတို့စောရမယ့်ခင်ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်မင်းတို့အောက်ကဒီမှာတီရှူးမှာအနီဝိုင်းအပြဝိုင်းဝိုင်းပေးထားတယ်ဟုတ်ပြီနော်အဲ့ဒီကော်လီလုံးကိုအဲ့ဒီအဝိုင်းတွေကိုမှုတ်ထည့်ရမှာပါဇက်နဲ့အရင်ဆုံးမှုတ်ထည့်နိုင်တဲ့လူကအနိုင်ပဲโอเคနော်အဲ့တော့စ1 2 3 go မလေးတွားလီမလေးတဲ့ဒီကိုကူရအောင်လုပ်လေမရသေးဘူးလေအပေါ်မှာရက်နေရမှာဟာရဟိုရီပါမှုတ်တာတက်ကူရီပါမှုတ်တာကျပါပေါ်ပြန်တင်မို့လေကိုနေရာကိုရအောင်မို့လက်နဲ့တင်လို့မရဘူးနော်အေးဟုတ်တယ်အာကောင်းနေရပြတင်ရတော့ဒါအောင်မြင်နဲ့ဆရာကြီးဖြစ်ပါတယ်ကဲနောက်ထပ်2 3ညဖက်လိုက်နေမျိုးရပြီအလဲဝိုင်းရအေးဟုတ်တားမြင်နေရမှုတ်တာတော့ကောင်းတယ်အေးဟုတ်တယ်တော့1 2 3စမယ်နော်1ဒါတော့ 5 နေနော်ဒါနောက်ဆုံးပြိုင်ပွဲနော်ဒါ1 2 3 go ဖက်လိုက်ကွာမှုတ်တယ်အဲ့နှခေါင်းကြီးနဲ့မှုတ်နေလားဟုတ်ကဲ့မေးသိနေအောင်မလုပ်ဟုတ်ပါဘူးဟုတ်တယ်တရားကြီးဟုတ်လားမဟုတ်လားဖူးရပါရအတဲရထွက်ဟဲ့ဒီဘက်ကအဖြူကြီးရောအေးဖြူကမှုတ်တာကောင်းနေရရေးကဲဒါဆိုတော့ဒါတော့ချက်ပြင်းကြီးပါ